ဟင်းချက်ကြမယ်ဒီနေ့ကတော့ဘုံလုံးသီးလေးကိုဘာနဲ့ချက်မလဲဆိုတော့အစားတော့မယ်ပေါ့နော်ငဖဲရယ်ကွက်သားလေးကိုထောင်းထားရယ်ပြီးရင်ဘုံလုံးသီးလေးထဲမှာအစားတော့ပြီးချက်မယ်ပေါ့နော်မှန်တိုင်းပြောရရင်ဒီရက်ထဲမှာ TikTok က view တွေချပလိုက်တဲ့အဓိကကိုရီလိုမျိုးဘာမှမအောင်မြင်သေးတဲ့TikTok user တွေပေါ့နော်အဓိကထားပြီးတော့ကိုရီကို view တွေချနေရယ်အဲ့တော့ view ကြတော့ဘလို့ပဲပြောမပြောပါဘူးဒါပေမဲ့လည်းကိုယ့်ရဲ့ daily ဒါလေးတွေချက်တယ်ဆိုတာတော့ပြချင်သေးလို့ရိုက်လိုက်ပါအောင်မယ်နော်ဒီနေ့ချက်တာလေမစားဖြစ်တာတော်တော်ကြာပြီဘုံလုံးသီးစားတော့ဟဲအောင်ပေါ့နော်အမြဲတမ်းဘုံလုံးသီးကိုလုံးချက်ပဲချက်စားဖြစ်တာများနေလို့ဒီနေ့တော့တခြားအချိန်လေးပေးပြီးတော့ချက်လိုက်မယ်ပေါ့နော်ဘုံလုံးသီးစားတော့ချက်တာကတော့သူများတွေကတော့ဘလို့ချက်လဲတော့ကိုမသိဘူးနော်ကိုကတော့ထုံးစံတိုင်းပဲချက်သွင်းနေချက်သွင်းပြရောင်းတယ်မဟုတ်စီတက်တယ်ပြီးလို့ရှိရင်ဒီစားတော့ထားတဲ့ဘုံလုံးသီးတွေကိုထည့်ပြီးတော့တခါလေးလုံးပြီးတော့ချက်လိုက်တယ်ပေါ့နော်ဒီနေ့ကလေဝတ်သားကြီးပဲစားတော့ထားမှာမဟုတ်ပဲနဲ့ငဖဲလေးနဲ့ရောပြီးစားတော့ထားဆိုတော့လေပို့ပြီးတော့စီစီပိုင်ပိုင်လေးတော့ရှိရယ်ရခင်ကဆိုဝတ်သားကြီးပဲစားတော့ရင်လေပြန်ထွက်သွားတာမျိုးတော့ကြုံမှုတယ်ကဲပြီးရင်တော့ရေလေးထည့်ပြီးတော့ချက်လိုက်ပါမယ်ရှင်ကဲဒါဆိုရင်တော့ဘုံလုံးသီးအစားတော့ဟင်းလေးရပြီပေါ့နော်ဒီနေ့ဟင်းနေရလေအများကြီးတော့မချက်နိုင်ဘူးဒီနေ့ပြင်လဲခဏသွားစရာရှိရောလေဒါကခဏန်းပြော့ကြော်ပြီးတော့ဒါဖယုံသီးအချိုးချက်ထားတယ်ဘုံလုံးသီးစားတော့ရဲပြီးတော့ဂေါရခါသီးကိုကြက်ဥလေးနဲ့အချိုးကြော်ထားရပေါ့နော်ကဲဒီနေ့တော့ဒီလောက်ပါပဲရှင်ဘိုင်ဘိုင်